အားလုံးကိုတာလီစွာပါလို့ဒီနေ့ညမှာထပ်မံပြီးတော့အရောက်ချင်းစီရန်ကိုနှုတ်ခွန်းဆက်သလိုက်ပါရစေဒီနေ့ညမှာလည်းမိတ်ဆွေတို့ကိုသတင်းကောင်းလေးတစ်ခုပြောပြချင်တာဖြစ်ပါတယ်အဲ့ဒါကတော့မိတ်ဆွေတို့ရဲ့အသက်တာကိုအပြည့်ငရဲမှာရွေးနှုံမဲ့ယေရှုခရစ်တော်ဘုရားကြွလာပြီဆိုတဲ့သတင်းကောင်းလေးသာဖြစ်ပါတယ်ယနေ့လောကမှာသတင်းကောင်းများစွာရှိပါတယ်ဒီလူကောင်းတဲ့သတင်းကောင်းတွေကမိတ်ဆွေတို့ရဲ့အသက်တာနဲ့တိုက်ရိုက်ပတ်သက်မှုရှိချင်မှရှိမှဖြစ်ပါလိမ့်မယ်။သို့တော်လည်းကျွန်တော်ဒီနေ့ညပြောပြမယ့်သတင်းကောင်းကတော့မိတ်ဆွေတို့အရောက်ချင်းစီတိုင်းအတွက်တိုက်ရိုက်ပတ်သက်မှုရှိနေသောသတင်းကောင်းတစ်ခုသာဖြစ်ပါတယ်။ဒီသတင်းကောင်းလေးကတော့ယေရှုခရစ်တော်ဒီဟူသောအသက်ရှင်တော်မူသောဘုရားကလောကမှာရှိတဲ့လူသားတိုင်းရဲ့ကံကြွေးဝတ်ကြွေးတည့်ရနဲ့ပြုခဲ့တဲ့အဖြစ်တွေဖြစ်ပါစေမတိဘဲနဲ့ပြုခဲ့တဲ့အဖြစ်တွေဖြစ်စေရှိသမျှသောလူသားအလုံးရဲ့အပြစ်အလုံးစုံအတွက်ယေရှုခရစ်တော်ဒီဟူသောဘုရားလဝါကားတဲ့မုံမှာအသေးခံသွေးသွင်းပေးပြီးစီးကြောပေးခဲ့ပြီးဖြစ်ပါတယ်လူသားအလုံးရဲ့အပြစ်တွေအတွက်အသေးခံအသွေးသွင်းပြီးစီးကြောပေးပြီးတဲ့နောက်မှာ၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်ပြီးယနေ့ထိတိုင်အောင်အသက်ရှင်တော်မူသောဘုရားလေးဖြစ်ပါတယ်ထိုယေရှုခရစ်တော်ဘုရားရဲ့ပြုပေးခဲ့တဲ့အရာများကမိမိတို့အတွက်သာဖြစ်တယ်လို့မိမိတို့ရဲ့အသက်တာများမှာတိမှတ်ဝန်ခံပြီးယေရှုခရစ်တော်ဘုရားကိုမိမိတို့ရဲ့ကယ်တင်ပိုင်ရှင်အရှင်သခင်အဖြစ်နဲ့နှလုံးသားထဲမှာယုံကြည်လက်ခံကကိုးကွယ်စိတ်ကပ်မယ်ဆိုရင်ထာဝရအသက်တည်ဟူသောကောင်းငင်သားဖြစ်ရခြင်းအခွင့်ကိုလောကမှာအသက်ရှင်စဉ်အတော်တွင်းမှာပင်ရှိပိုင်ဆိုင်တော်သူအဖြစ်နဲ့အသက်ရှင်ရမှာဖြစ်ကြောင်းဒီဝမ်းမြောက်ဖွယ်ရာသတင်းကောင်းလေးကမိတ်ဆွေတို့နဲ့တိုက်ရိုက်သက်ဆိုင်ကြောင်းဒီညမှာကျွန်တော်ဝေမျှလိုက်ရခြင်းဖြစ်ပါတယ်။အရောက်ချင်းစီတိုင်းပေါ်မှာနားလည်နိုင်သောဉာဏ်ပညာနဲ့အတူယေရှုခရစ်တော်ရဲ့ပြုပေးခဲ့တဲ့အရာများကိုဘဝအသက်တာထဲမှာရရှိပိုင်ဆိုင်ပြီးထာဝရအသက်ကိုရရှိတော်သူအဖြစ်နဲ့လောကမှာကောင်းမွန်စွာအသက်ရှင်နိုင်ကြတော်သူများပြည့်ကြစေဖို့ရန်အတွက်ဖခင်ရှင်ကောင်းချီးပေးပါစေ။